မင်္ဂလာပါခင်ဗျာခဏ2026ခုနှစ်တလပိုင်း4ရက်ကျွန်တော်တို့လွတ်လပ်ရေးနေ့ပေါ့ခင်ဗျာဇန်နဝါရီ4ရက်နေ့မှာကျွန်တော်တို့လွတ်လပ်ရေးနေ့ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်မြန်မာနိုင်ငံဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကသူ့ကြုံဘဝနဲ့လွတ်မြောက်အောင်လို့လွတ်လပ်ရေးအောင်ကြိုးပမ်းခဲ့တဲ့အတွက်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုကျွန်တော်အာရှသူရဲကောင်းဆိုချင်းလေးနဲ့လွတ်လပ်ရေးနေ့မှာဦးညွှန်ပေးပြရသည်နားဆင်ပြပါခင်ဗျာဘာမှလွတ်လပ်ရေးအတွက်တမတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်တကယ်လည်းတန်တယ်လေလို့ဆရာတို့ကခံရကြစီတယ်သူရဲ့ကောင်းနဲ့ဘုံအောင်ဆန်းနဲ့အာသာဒီပဲဘာမှလွတ်လပ်ရေးအတွက်တမတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်တကယ်လည်းအတန်တယ်လေလို့ဆရာတို့ကခံရကြစီတယ်သူရဲ့ကောင်းနာတော့ဗမာပြည်မဲ့မိဘတိုင်းကရဲ့အာစာနီခေါင်းဆောင်တွေရှိဖို့ဝေးရမယ်ကျွန်တော်တို့ဗမာပြည်မဲ့မိဘတိုင်းကရဲ့အာစာနီခေါင်းဆောင်တွေရှိဖို့ဝေးရမယ်ဟောဘရဲ့နောင်နဲ့ရာသာရစ်တို့လိုမင်းရဲ့ကျော်သွားဗမာပုံဆောင်လောင်းပြလို့ပုံနဲ့ဗမာမျိုးဗမာတိုင်းအာကိုလောက်လေးရဲ့မကြောက်တန်းမယောနှံဗမာရီအောင်မဆိုရှာလေးတဲ့ရာတွေဗမာပြည်လျောတို့မြန်မာလူမျိုးခင်ပေါ်ပြေဝဲစိတ်အားတန်ပန်းမငိုမလျှော်တဲ့ငါတို့လူမျိုးတကိုးရှိဖို့သူရဲ့ကောင်းလို့ဆိုရတယ်တကယ်ပင်တတော်မဟာဘာလူလာအစွမ်းတတိရာလွင်ပြောင်းတယ်တာကောင်းများတို့ခေါ်ရလာပြီတဲ့ဦးတန်းတွေတွေပဲမြမသူရဲ့ကောင်း